လူဘဝကိုစိတ်ကုန်လို့စိတ်ဖြစ်ချင်ခဲ့တဲ့သူလူသားတယောက်ရဲ့နေစဉ်ရုန်းကန်နေရတဲ့ဘဝကြီးကိုစိတ်ကုန်သွားတဲ့အခါတင်ပါလို့မလဲအင်္ဂလန်နိုင်ငံသားသောမတ်သွိုက်ကတော့ဘဝရဲ့ဖီစည်းမှုတွေကိုမေးပြောက်ဖို့စိတ်တကောင်းအဖြစ်ပြောင်းလဲနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူကတခြားသူတွေလိုခွဲစိတ်မှုတွေလုပ်ခဲ့တာတော့မဟုတ်ပါဘူးဒါပေမဲ့စိတ်တွေလိုလေးဘက်ထောက်လမ်းလျှောက်နိုင်ဖို့အတွက်အထူးပြုလုပ်ထားတဲ့ခြေတုလက်တုတွေကိုအသုံးပြုခဲ့ပါတယ်ဒါတွေမကသေးပါဘူးစိတ်တွေရဲ့အစာခြေစနစ်ကိုတူပါနိုင်ဖို့အတွက်မြက်တွေကိုစားနိုင်မဲ့အထူးဆက်ပစ္စည်းတစ်ခုကိုပါတက်ဆင်ခဲ့တာပါအဲ့ဒီနောက်မှာတော့သူဟာ Airbag ထောင်တန်းပေါ်မှာစေအုပ်တွေနဲ့အတူ3ရက်တိုင်တိုင်ရောနေထိုင်ခဲ့ပါတယ်သူကဒီအတွေ့အကြုံကြောင့်2016ခုနှစ်မှာ IG Nobel ဆုကိုတောင်မှရရှိခဲ့ပါသေးတယ်သူဘာကြောင့်ဒီလိုထူးထူးဆန်းဆန်းနေလုပ်ခဲ့တာလဲအကြောင်းရင်းကတော့ရှင်းပါလေလူသားတယောက်ရဲ့ဘဝမှာကြုံတွေ့ရတဲ့ငွေကြီးပြဿနာတွေအနာဂတ်အတွက်ပူပန်မှုတွေကိုခဏတာဆွန့်လွတ်ပြီးဘာတောင်မှမရှိတဲ့တိရစ္ဆာန်တစ်ကောင်ရဲ့ဘဝကိုကိုယ်တိုင်ခံစားကြည့်ခြင်းလို့ဖြစ်ပါတယ်။နံပါတ်1ကြက်တူရွေးလူသားတင်ကတိရစ္ဆာန်တွေကိုချစ်မြတ်နိုးတတ်တဲ့သူလားဒါပေမဲ့အင်္ဂလန်နိုင်ငံသားတက်ရစ်ဆက်ကတော့သူ့ရဲ့အချစ်တော်ကြက်တူရွေးတွေနဲ့တူချင်းလွန်းလို့သူ့ရဲ့လူသားရုပ်သွင်းကိုပါဆွန့်လွတ်ပစ်ခဲ့ပါတယ်။သူ့ရဲ့ပြောင်းလဲမှုတွေကတော့တကယ်ကိုကြောချမ်းစရာကောင်းလာပါတယ်။သူကကြက်တူရွေးတွေရဲ့ဥကောင်းပုံစံနဲ့တူသွားစေဖို့အတွက်သူ့ရဲ့နေရွက်နှစ်ဖက်လုံးကိုဖျက်ထုတ်လိုက်ပါတယ်။ဒါတွေမကသေးပါဘူးမျက်လုံးအတွင်းပိုင်းကိုပါအယောင်တွေထိုးသွင်းခဲ့တယ်လို့မျက်နှာတစ်ခုလုံးမှာလည်းငှံမွေးပုံစံစေးမြင့်ကြောင်တွေကိုအပြည့်ထိုးထားတာပါ6နာရီကြာမြင့်ခဲ့တဲ့နေရွက်ဖျက်ထုတ်တဲ့ခွဲစိတ်မှုအပြီးမှာတော့သူဟာအရန်ကိုပျော်ရွှင်နေခဲ့ပါတယ်သူ့ရဲ့လက်ဖြံမှာလည်းသူအချစ်ဆုံးကြက်တူရွေး9ကောင်ရဲ့ပုံတွေကိုစေးမြင့်ကြောင်ထိုးထားပြီးသူ့ကိုယ်သူလူသားတစ်ယောက်ထက်ကြက်တူရွေးတစ်ကောင်အဖြစ်ပို့ပြီးခံယူထားတာဖြစ်ပါတယ်သူဘာကြောင့်ဒီလောက်ထိအစွန်းရအောင်လုပ်ခဲ့တာလဲတောင်းရင်ကတော့ရှင်းပါလေသူဟာကြက်တူရွေးတွေကိုမိသားစုဝင်တွေလိုအယမ်းချစ်ပြီးသူတို့နဲ့တသားတည်းဖြစ်ချင်တာကြောင့်ပါနံပါတ်3နဂါမင်းသမီးဘန်မန်နေဂျာတအုပ်အဖြစ်တည်ငြိမ်တဲ့ဘဝကိုပိုင်ဆိုင်ထားပေမဲ့မိမိကိုလူသားတစ်ယောက်အဖြစ်မရှင်သန်ကျင်တော့ပဲတွားတရဝါတကောင်အဖြစ်ပြောင်းလဲခဲ့တဲ့အမျိုးသမီးတအုပ်ရှိပါတယ်သူမကတော့အီဗာတီယာမတ်မီဒူဇာဖြစ်ပါတယ်သူမဟာနေရွက်နှစ်ဖက်စလုံးကိုဖျက်ထုတ်ပစ်ခဲ့တယ်လို့နှာခေါင်းကိုလည်းတွားတရဝါနဲ့တူအောင်ပုံဖော်ခဲ့ပါတယ်နှပ်ဖူးမှာဥကြိုတွေထည့်သွင်းထားပြီးမျက်လုံးတွေကိုအစိမ်းရောင်ဆေးထိုးကတကူလုံးကိုလည်းငွေကြေးကုန်ပုံစံဆေးမင်ကြောင်တွေနဲ့အပြည့်ဖုံးလွှမ်းလိုက်ပါတယ်သူမဘာကြောင့်ဒီလောက်ထိထူးဆန်းတဲ့ပြောင်းလဲမှုကိုလုပ်ခဲ့တာလဲအကြောင်းရင်းကတော့သူမရဲ့ငယ်ဘဝနဲ့ဆက်ဆက်နေပါတယ်သူမဟာငယ်စဉ်ကမိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရစဉ်တောတွေကမွေးဟောက်တွေကသူ့ကိုစောင့်ရှောက်ခဲ့တယ်လို့ယုံကြည်ပါတယ်ဒါကြောင့်သူမရဲ့ကျေးဇူးရှင်မွေးနဂါးတွေနဲ့တသားတည်းဖြစ်ဖို့အခုလိုလုပ်ခဲ့တာဖြစ်ပါတယ်သူမဟာခွဲစိတ်မှုပေါင်းများစွာအတက်ဒေါ်လာ6000ကျော်အကုန်ကြခံခဲ့ပြီးကမ္ဘာအထူးဆန်းဆုံးအမျိုးသမီးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်သူမအတွက်တော့ဒါကယူသွမှုမဟုတ်ဘူးလို့ဆိုပါတယ်နံပါတ်4 Marvel Villain အဖြစ်ပြောင်းလဲခဲ့သူ Marvel ရုပ်ရှင်တွေကကြောက်စရာအကောင်းဆုံး Villain တယောက်ကိုအပြင်လောကမှာတကယ်တွေ့လိုက်ရင်သင်ဘယ်လိုခံစားရမလဲဗင်နီဇွဲလားနိုင်ငံသား Henry Rodriguez ကတော့သူ့ကိုယ်သူ Rescue အဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်သူဟာ Rescue ရဲ့ရုပ်သွင်းအတိုင်းရရှိဖို့အတွက်သူ့ရဲ့နှာခေါင်းထိပ်ကိုဖျက်ထုတ်ပစ်ခဲ့ပါတယ်ဒါတွေမကသေးပဲမျက်နှာတစ်ခုလုံးကိုအနီအောင်ဆေးတွေထိုးသွင်းခဲ့တယ်လို့မျက်လုံးတွေကိုပါအမဲရောင်ပြောင်းလဲပစ်ခဲ့ပါတယ်သူ့ရဲ့နှပ်ဖူးနဲ့ပါးရိုးတွေမှာလည်းအယိုးကောင်းပုံစံအတိုင်းအဖုအထစ်တွေဖြစ်ပေါ်လာဖို့အတွက်အရေးပြားအောက်မှာဆီလီကွန်တွေကိုထည့်သွင်းမြုံနှံထားပါတယ်ဒီလိုပြောင်းလဲမှုတွေအတွက်သူဟာမြောင်များစွာသောငွေကြီးနဲ့နာကျင်မှုတွေကိုရင်းနှီးခဲ့ရပါတယ်သူဟာငယ်စဉ်ကလေးကမာဘယ်စကားတွေကဒီဗီလေးဇက်ကောင်ကိုအရန်နှစ်သက်ခဲ့ပြီးသူ့ရဲ့စိတ်ကူးရင်အိမ်မက်ကိုအကောင့်ထဲဖော်တာလို့ဆိုပါတယ်လူတွေကသူ့ကိုဘယ်လိုပဲမြင်မြင်သူကတော့သူ့ရဲ့ရုပ်သွင်းတစ်ကိုအရန်ကျဉ်နေပါတယ်နံပါတ်5အယိုးစုလူသားတေခြင်းတရားကိုကြောက်ရွံ့မဲ့အစားမိမိရဲ့ခန္ဓာကိုယ်ကိုအသက်ရှင်နေတဲ့အယိုးစုတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့တဲ့ကမ္ဘာကျော်အနုပညာရှင်တဦးရှိပါတယ်သူကတော့ဇိုမီဘွိုင်းလိုလူသိများတဲ့ Ray Janet ပါမျက်နှာမှာအယိုးကောင်းပုံစံဦးကောင်းကုန်ထဲမှာအုံနောက်ပုံစံနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာအတွင်းကလေးစားတွေပေါ်နေတဲ့ပုံစံတွေကိုစေးမြင့်ကြောင်တွေနဲ့အနှုတ်စိတ်ထိုးထားတာပါသူဟာခန္ဓာကိုယ်ရဲ့90%ကျော်ကိုစေးမြင့်ကြောင်တွေနဲ့ဖုံးလွှမ်းပြီးဂင်းနစ်စံချိန်တင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်သူကအသက်15နှစ်အရွယ်မှာအုံနောက်အကျယောဂါကိုခံစားခဲ့ရပြီးတည်ခြင်းနဲ့ရှင်ရင်းစားမှာအချိန်ချင်းရုန်းကန်ခဲ့ရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့သူဟာတည်ခြင်းတရားကိုမကြောက်တော့ပဲသူ့ရဲ့ခန္ဓာကိုယ်ကိုအနုပညာတစ်ခုအဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်ဒီထူးခြားတဲ့ရုပ်သွင်းကြောင့်ပဲသူဟာ Lady Gaga ရဲ့ Born This Way Music Video မှာပါဝင်ခဲ့ပြီးကမ္ဘာကျော် Fashion Model တူဖြစ်လာခဲ့ပါတယ်
သူ့အတွက်တော့ဒီစေးမင်းကြောင်တွေကကြောက်စရာမဟုတ်ဘဲဘဝရဲ့မမြင်ချင်းတရားကိုဖော်ပြနေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါတွေကတော့ကိုဖြတ်စည်းပြီးအစွန်းရောက်အောင်ပြောင်းလဲခဲ့ကြတဲ့လူတွေအကြောင်းအပိုင်းနှစ်ပဲဖြစ်ပါတယ်အပိုင်းတစ်ကိုကြည့်ချင်ရင် description မှာ link ရှိပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ပြီးနောက်ထပ်ဒီလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုကြည့်ချင်ရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားခဲ့ဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်